brother တို့ဒါတောင်းညမ်းချင်သူတောင်းညမ်းလို့ရရဲ့ gangster တယောက်ဖြစ်အောင်လို့ဆိုရင် bro ဘာလုပ်ကြမှာလဲ Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်လူဒီပါဖြစ်ပါတယ်ဒီမှာ brother တို့ကျွန်တော်ငယ်မှာဆော့ခဲ့ရတဲ့ GTA ကတ်ကိုဂိမ်းတွေမျိုးအမိုက်စာ Overwatch gangster ဂိမ်းတွေနဲ့မိတ်ဆက်ရမှာဖြစ်ပါတယ် brother တို့ဒီနေ့ကျွန်တော် channel လေးအခုဆိုရင် subscribe 11k အောင်ရှိပါပြီဖြစ်လို့ bro ကလူမျိုးဂိမ်းတွေကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော် channel လေး subscribe ပေးခဲ့ကြပါဦးခင်ဗျဒီ game ရဲ့နာမည်ကတော့ Gangster New Orleans ဖြစ်ပါတယ် American နိုင်ငံ Louisiana ပြည်နယ်က New Orleans မြို့ရဲ့အခြေခံထားပြီးတော့ဒီမြို့ထဲမှာပြည်သူ့ရဲ့ကဒီနဲ့တခြားဘိုင်ယုံတွေအများကြီးပါပါတယ်အဲ့ဒီမှာ brother တို့ကနေမီလူပြီးတော့ကိုပိုင်ကိုင်းထောင်ရမယ်လူမိုက်တယောက်နေရာနဲ့ဆော့ရမှာဖြစ်ပါတယ် game play အနေနဲ့က brother တို့က Overwatch မကြီးရဲမှာဒီကားတွေမောင်းလို့ရမယ်ဆိုင်ငယ်တို့လက်စီးတွေရမှာဖြစ်ပါတယ် brother တို့ကမြို့ထဲမှာသူများဂိုင်းတွေပိုင်နေနေလိုက်သိမ်းပြီးတော့ bro ဂိုင်းနေပြီးဖြစ်အောင်လုပ်အောင်ဖြစ်ပါတယ်ဒီနေ့ storyline တိုင်း mission တွေလုပ်နေမီနေတိန်းတော့မှာ bro ကအဲ့နေမီတွေကနေပတ်သက်နေရမှာဖြစ်ပါတယ်ပြီးတော့ New Orleans မြို့ထဲမှာရှိရရက်ကွက်တွေအလိုက် chapter တွေအများကြီးရှိပါတယ်ဒီ game ထဲမှာတက်တဲ့မျိုးဆိုင်လည်းအများကြီးပါမယ် brother တို့ရဲ့ဇက်ကောင်တွေကိုလည်းကြိုက်သူ customize လုပ်ရမယ် file size အနေနဲ့က 3GB ကနေ 5GB ရှိပြီးအနည်းဆုံး RAM 4လောက်ရှိတဲ့ဖုန်းတွေပေါ်မှာ graphic ကို medium လောက်ထားပြီးဆော့လို့ရမှာဖြစ်ပါတယ်ခင်ဗျဆိုတော့ဆော့ချင်တဲ့ brother အနေနဲ့ကတော့ Google Play Store နဲ့ App Store မှာ free download ရပါတယ်ခင်ဗျဒီ game ရဲ့နာမည်ကတော့ Payback to the Better Sandbox ဖြစ်ပါတယ် Sandbox အမျိုးအစားဖြစ်လို့ brother ဆွဲကြိုက်လွတ်လွတ်လပ်ဆော့လို့ရမှာဖြစ်ပါတယ်ခင်ဗျနောက်ပြီးတော့ဒီ game မှာ mod အမျိုးအစား3ခုပါဝင်ပါတယ် storyline နဲ့ဆော့ရပြင်းတဲ့ brother တွေအတွက် game က mission တွေလုပ်ပြီးတော့ overworld တွေမှာရှောက်သွားလို့ရမယ် mod တွေတခြား player တွေပါချိန်ပြီးဆော့လို့ရမယ် multiplayer mod ဆိုပြီးတော့ mod 3ခုပါဝင်ပါတယ် brother တို့ကတင်ကားတွေနဲ့ချင်းချင်းပစ်ခတ်လို့ရမယ်ကားမောင်းပြိုင်ပွဲတွေလုပ်လို့ရမယ် helicopter ပြိုင်ပွဲတွေလုပ်လို့ရမှာဖြစ်ပါတယ် map ကမြို့ပေါင်း9မြို့ပါဝင်ပြီးတော့ brother တို့ကမတူညီရဲ့ပတ်ဝန်းကျင်တွေမှာဆော့လို့ရမှာဖြစ်ပါတယ် bro ရဲ့ character ရဲ့ကားတွေကိုလည်းစစ်ကြိုက် customize လုပ်လို့ရပါသေးတယ် file size အနေနဲ့က200 MB ကနေ300 MB ကြားပဲရှိပါတယ်နောက်ပြီး game ရဲ့ graphic လည်းအရင်မစမို့လို့ RAM 1ကနေ2လောက်ရှိတဲ့ဖုန်းတွေမှာအတားလေးဆော့လို့ရမှာဖြစ်ပါတယ်ခင်ဗျ။ကျွန်တော် brother အနေနဲ့က Google Play Store နဲ့ App Store မှာ free download ရပါတယ်။ဒီ game ရဲ့နာမည်ကတော့ Mad Dog 2 Big City Online ဖြစ်ပါတယ်။ဒီ game ရဲ့ထူးခြားချက်ကတော့ကားတွေအများကြီးပါမယ်။နောက်ပြီး character လည်းအများကြီးပါမှာဖြစ်ပါတယ်။ Open World အမျိုးအစား map ကတော်တော်လေးကျယ်တဲ့အပြင်မျိုးတွေနဲ့မကပဲတောတောင်တွေခန္ဓာရရဲ့အထိပါလွတ်လွတ်လပ်ဆော့လို့ရမှာဖြစ်ပါတယ်။ brother ကတယောက်တည်း story တိုင်းဆော့လို့ရတယ်လို့တခြား player တွေနဲ့ server ထဲမှာသူဆော့လို့ရပါတယ်။ကားမျိုးစားပေါင်း90ကျော်ထည့်ပေးရပြီးတော့ brother ကတနက်ဒီနဲ့လက်နက်တွေကိုစုနောက်ပြီး mission တွေလုပ်ဒါမှမဟုတ်တခြားသူတွေနဲ့တိုက်ခိုက်တာတွေလုပ်လို့ရပါသေးတယ်။သူများ server တွေမှာတောက်ဆော့ရဖြစ်လို့ brother ကသူများရဲ့ချမခံချင်ဘူးဆိုရင်တော့ single player နဲ့ဆိုတာအကောင်းဆုံးပါပဲ။ graphic ဘိုင်းမှာတော်တော်ကောင်းပြီးတော့ RAM 2လောက်ရှိတဲ့ဖုန်းတွေမှာအနည်းဆုံးဆော့လို့ရပြီး RAM 4နဲ့စစ်ဆိုလို့ရှိရင် high graphic ထားပြီးဆော့လို့ရမှာဖြစ်ပါတယ်ခင်ဗျ။ game size အနေနဲ့က900 MB ကနေ 1GB ကြားရှိပြီး total game size မှာဆိုလို့ရှိရင် 2GB ကနေ 2.5GB ရှိပါတယ်။အဲ့ဒီနဲ့ brother အနေနဲ့ကတော့ Google Play Store နဲ့ App Store မှာ free download ဆော့လို့ရပါတယ်ခင်ဗျ။နောက်ဆုံးကြရတော့ GTA Vice City ပဲဖြစ်ပါတယ်။ Rockstar ထုတ်ထားဖြစ်လို့ gameplay ပိုင်းရော story ပိုင်းမှာပါစိတ်ပူစရာဘာမှမရှိပါဘူးခင်ဗျ။ Light Choy Tommy ကသူ့ရဲ့အထက်လူကြီးခိုင်းလို့ Vice City ကိုမူရစ်စေဝအယောင်းဝယ်ကိစ္စနဲ့ရောက်လာခဲ့ပါတယ်။အယောင်းဝယ်လုံနေအောင်ဂျာဖက်တက်ခတ်ခံရပြီးတော့ Tommy ကသူ့ရဲ့ပတ်စံတွေရောပစ္စည်းတွေပါဆုံးရှုံးသွားပါတယ်။ Tommy တယောက် Vice City မှာအင်အားစုဆောင်ပြီးတော့ကိုပိုင် empire တစ်ခုတည်ထောင်တဲ့အကြောင်းဆော့ရမှာဖြစ်ပါတယ်။1980ကာလမှာရောင်စုံမီးထွန်းထားတဲ့လမ်းမတွေ fashion တွေနဲ့နာမည်ကြီး pot ရှင်တွေကားမောင်းတာတွေဆိုင်ငယ်စီးရတွေနေမကပဲ helicopter နဲ့လေယာဉ်ပျံတွေပါစီးနိုင်မှာဖြစ်ပါတယ်။ Vice City ရဲ့မှာအိမ်လုပ်ငန်းတွေဝယ်ပြီးတော့ဥပမာ Malibu Club တို့ movie studio တို့ဝယ်ပြီးတော့ဝင်ရှာလို့ရပါတယ်။ Grand Australia လိုပဲ Vice City ကကိုပိုင်ခိုင်းနေထောင်ပြီးတော့ gangster ဆန်ဆော့ရမယ့် game ဖြစ်ပါတယ်။ game site အနေနဲ့ကစစတောင်းချင်းမှာ 2K ကနေ 4K ပဲရှိရဆိုပေမဲ့ brother တို့က mission တွေအကုန်လုပ်ပြီးတော့ game ကို PC ဝိုင်းဆိုလို့ရှိရင် 10K ကနေ 11K ရှိပါတယ်။ခုတက်တာရဲ့ GTA Vice City Definitive Edition မှာဆိုလို့ရှိရင် graphic ကအရင်ကောင်းသွားတဲ့အတွက် RAM 4နဲ့ဆိုရင်တော့ graphic setting အနည်းဆုံးထိ short ဆော့ရမှာဖြစ်ပြီးတော့ brother တို့က game ကိုချောချောမွေ့မွေ့နဲ့ graphic လာဆော့ချင်တယ်ဆိုရင်တော့ RAM 8နဲ့အထက်ဆိုအဆင်ပြေပါတယ်ခင်ဗျ။ဆော့ချင်တဲ့ brother ရဲ့အနေနဲ့ကတော့ Google Play Store နဲ့ App Store မှာဝယ်ပြီးဆော့နိုင်ပါတယ်။ဒါပေမဲ့ Android သမားတွေအတွက်ကျွန်တော် Telegram channel မှာ download link free တင်ပေးရပါတယ်ခင်ဗျ။ brother တို့က Pocket Game ဆော့ရကြိုက်တယ်ဆိုရင်တော့ကျွန်တော် Telegram channel မှာနေတိုင်းတင်ပေးနေရပြီလို့ brother တို့က Telegram channel ဝင် join ပြီးဆော့နိုင်ပါတယ်ခင်ဗျ။အခုပြပြသွားတဲ့ game လေးတွေကြိုက်တယ်ဆိုရင်တော့ brother ကိုကျွန်တော် channel subscribe ပေးပါကြပါဦးခင်ဗျ။နောက်ပြီးတော့ brother လိုချင်တဲ့ game လေးတွေကို comment မှာမှတ်ခဲ့ကြပါဦး။ဆိုတော့နောက် video မှာပြန်တွေ့ကြမယ်။ Bye bye